ဟုတ်ကဲ့ဒီနေ့လေးမှာတော့ Unnatural ကနေထုတ်လုပ်ထားတဲ့ဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါဝင်တဲ့ဖြစ်စွစာလေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဒီဖြစ်စွစာလေးကိုထိုင်းနိုင်ငံကနေပြီးတော့ထုတ်လုပ်ဖြစ်မြူရောင်ချပေးနေရပဲဖြစ်ပါတယ်။ဒီဖြစ်စွစာလေးရဲ့ဆေးရောင်တစ်ထောင်ချင်းစီတိုင်းမှာ24မျိုးသောဗီတာမင်နဲ့သတ္တုဓာတ်မျိုးစုံပါရှိပါတယ်။ဘာတွေပါလဲဆိုရင်ဗီတာမင် B1 ကနေပြီးတော့ဗီတာမင် B12ဟုတ်ကဲ့ဗီတာမင် C ဗီတာမင် D ဗီတာမင် E ဗီတာမင် A ဗီတာမင် K တို့အပြင်ပရိုတိန်းနဲ့ဇင်းကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့လည်းပေါင်းစပ်ပါဝင်ထားတာပဲဖြစ်ပါတယ်ရှင်ဒီဆေးဘူးတစ်ဘူးချင်းစီတိုင်းမှာဆေးတော့အလုံး30ပါရှိပါတယ်သူ့ရဲ့ပုံမှန်ရောင်းဈေးကတစ်ဘူးကို420ဘတ်ပေးရပါတယ်ရှင်အထူးစော့ဈေးအနေနဲ့တစ်ဘူးကိုမှ149ဘတ်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဝယ်ယူတယောက်ကို3ကပဲဝယ်ယူရရှိနိုင်မှာဖြစ်တဲ့အတွက်အမြန်ဆုံးဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်